ဟုတ်ကဲ့ပါကျွန်တော်တို့ adjuster ရဲ့အမှတ်တရຫນွေဆွဲတဲ့ချင်းလေးကိုဆိုကြည့်အောင်နော်ချမ်းဆွဲလမှုရဲ့ပုံဆောင်ခဲ့အလုံးသားတစ်ခုဖြစ်ထူးစစ်ခဲ့ဘူးတဲ့မျောလင်းခြင်းများနဲ့ဖက်အတွဲပိုင်ဆိုင်ရမယ်ဆိုတဲ့တွေးတဲ့ရည်ရင်လေးကယူခဲ့သူပေါ့ချင်းဆိုဖို့ကျွန်တော်ကပိုနှစ်ပါးမှညှက်ထားတယ်ဘာလဲလက်ကွက်ကအများကြီးမဟုတ်ကြီးကျွန်တော်ကG key နဲ့တီးမှာဆိုတော့ပြီးတော့ B minor ပြီးကျွန်တော် C ပြီးကျွန်တော် D ပေါ့နော်တီးရမယ့်လက်ခံဒီလိုမျိုးအတွေ့တွေရောက်လာခဲ့တဲ့ဒီလိုຫນွေဦးနေတွေကြားလိုက်လား down down up down up down and down 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 up down up down up down နောက်ဆုံးရောက်သွားတဲ့ခါမှာတော့ကျွန်တော် C နဲ့ D နဲ့ဟာမှာပုံစံမျိုးတီးရမှာပေါ့နော်ပြန်ချမိလိုက်ရသလိုအဲ့နာမှာအရေးပြောသွားစီနှစ်ချက်မိတယ်အဲ့လိုပုံစံမျိုးလေးเนาะအဲ့တော့ကျွန်တော်တို့စကြည့်လိုက်အောင် ready 1 2 3 go ဘယ်လိုပုံစံလဲဆိုရင်ဂျန်အရင် TV မှာဆိုရမယ်စမယ်เนาะဂျန်တွေ့တဲ့ရောက်လာခဲ့တဲ့ဒီလိုຫນွေဦးနေတွေတရွယ်6တွေကြားမှာခြေတန်းလေးတွေပြန်ချမိလိုက်ရသလိုရေပြောစီပဲနော်တွားချင်မိတယ်ဒီတရားလေးမင်းပေးခဲ့တယ်ဒီနေရာလေးမှာ baby တွေနဲ့ဘာကိုဆုံးရှုံးသွားတယ်မပြောပြတတ်ပါလေဟာနေမှာအတများတယ်အတိတ်တွေစီပြေးသွားခြင်းနဲ့အတွေ့ရထားလေးတစ်စင်းခုံမောင်းနေစေတာယာကြည့်လို့မူရနေတော့မယ်ငါစိတ်ကူးများတဲ့ကမနိုးနိုင်ခဲ့အဲ့ဒီအောင်ကျွန်တော်ရက်မယ်ဘူးနဲ့အောက်က correct နဲ့ဆွဲလန်းမှုရဲ့ကိုသွားတွေ့လိုက်တာပေါ့နော်ဆွဲလန်းမှုရဲ့ပုံဆောင်ခဲ့ဆိုပြီးတော့အပေါ်အဆောက်ကျွန်တော်ပြန်ဆိုမယ်နော်တာယာကြည့်လို့မူရနေတော့မယ်ငါစိတ်ကူးများတဲ့ကမနိုးနိုင်ခဲ့ဘူးဆွဲလန်းမှုရဲ့ပုံဆောင်ခဲ့နှလုံးသားတစ်ခုဖြစ်ထူးစစ်ခဲ့ဘူးတဲ့မျောလင်းခြင်းများနဲ့ဖက်အတွဲပိုင်ဆိုင်ရမယ်ဆိုတဲ့အတွင်းနဲ့ရည်ရင်လေးကယူခဲ့သူပေါ့မင်းတို့ဖွင့်ခဲ့တဲ့တကားချက်လေးတွေဟောင်းတော့လို့ဆွေးမြေလဲနှွေထွေးစွာဂျူနေပါမင်းတော့မချင်တာနေလွတ်ချခဲ့တဲ့လက်တစ်ဖက်ဟာရင်လို့အဲ့တော့ကျွန်တော်လက်ခတ်ကိုကြမ်းကြမ်းခတ်ရင်နားထောင်လို့မကောင်းဘူးဒီလိုပေါ့နော်ဆွဲလာမှုရဲ့ပုံဆောင်နဲ့ကောင်းလားလုံးသားတစ်ခုဖြစ်သူစခဲ့မှုတွေကောင်းလားမျောလင်းခြင်းများနဲ့ဖက်တွေပိုင်ဆိုင်ရမယ်ဆိုတဲ့တွေးတဲ့ရည်ရင်လေးကယူခဲ့သူပေါ့ကျွန်တော်ညီကိုတော်တော်များများအဲ့လိုမျိုးတီးကြတယ်เนาะအဲ့လိုမလုပ်ပါနဲ့ကျွန်တော်တချင်းပေါ်မှာလိုက်ပြီးတော့မှလက်ခက်ရဲ့အရှိန်ကိုကျွန်တော်ဘယ်လောက်တီးမလဲဘယ်လောက်ဖိအားနဲ့တီးမလဲပေါ့เนาะအားဘယ်လောက်လောက်နဲ့တီးမလဲဆိုတာကိုကျွန်တော်ရွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညီကိုလေးလိုက်တီးလို့အဆင်ပြေပါစေเนาะ fighting ပါ